ကဲဒီညမှာတော့အာဆင်နယ်တို့ဒါအမ်ရိတ်မှာအရန်ကြိတ်ပါလိမ့်မယ်ဗျကဲညီကိုရအားလုံးပဲမင်္ဂလာပါကျွန်တော်ကိုခတ်ပါဒီနေ့မှာတော့ဒါကျွန်တော်ဒါအာဆင်နယ်အသင်းနဲ့ဗီလာအသင်းတို့ရဲ့ပွဲစဉ်တွေကိုဒါကျွန်တော်ရွေးချယ်သုံးသပ်ပေးခြင်းနဲ့ဒီပွဲစဉ်ကတော့ဒီနေ့ည2:45မှာဒါရှင်မြန်ကစားသွားကြမှာဖြစ်တယ်ကစားရမယ့်ကွင်းကတော့ဒါအာဆင်နယ်အသင်းရဲ့အိမ်ကွင်းအမ်ရိတ်မှာဒါရှင်မြန်ကစားကြမှာဖြစ်တယ်ထိတဲ့တွဲဆုံမှုတွေကြည့်မယ်ဆိုရင်တော့အာဆင်နယ်ကအသာစီးရထားရဲဆိုပေမဲ့နောက်ဆုံး9ချိန်ထိတဲ့တွဲဆုံမှုကတော့ဒါဗီလာကအသာစီးရထားတယ်နောက်ဆုံး9ချိန်ကိုကြည့်မယ်ဆိုရင်ဗီလာက3ချိန်နိုင်ထားတယ်တစ်ချိန်တည်ကြထားတယ်အာဆင်နယ်ကတစ်ချိန်ပဲနိုင်ထားသေးတာကိုတွေ့ရတယ်ဆိုတော့အာဆင်နယ်တို့အနေနဲ့ဒီနေ့မှာတော့ဒါပြီးခဲ့တဲ့တစ်ခေါက်ရှုံးကျွေးကိုပြန်ဆက်နိုင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ပြီးခဲ့တဲ့အခေါက်ကဒါနောက်ဆုံးမိနစ်မှာအသက်ခွဲကိုသွင်းပြီးတော့ဒါအာဆင်နယ်တို့ဒါရှုံးနေခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ညမှာတော့အာဆင်နယ်တို့သူ့ရဲ့အိမ်ကွင်းမှာဗီလာကိုအကောင်းဆုံးပြန်ပြီးတော့တစ်ခွက်ပေးမယ်လို့ကျွန်တော်မြင်တယ်ဒီပွဲကဒါပရီးမီးယားလိပွဲတစ်ပွဲထပ်ပို့ပြီးတော့ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်ဒီအပတ်မှာဒီပွဲအကောင်းဆုံးလို့ကျွန်တော်ပြောမရင်ဒါညီကိုတို့လက်ခံနိုင်မယ်လို့ထင်တယ်ဗျဘာကြောင့်လဲဆိုတော့အစစ်တစ်နေရာအတွက်တိုက်ပွဲဝင်ရမယ်ပွဲလည်းဖြစ်တယ်ဗီလာဒီယာဒီပုံစံကောင်းတော်တော်လေးပြထားတယ်ဒီပွဲမှာသာတိကျတဲ့ရလဒ်နဲ့ဒါအာဆင်နယ်တို့နိုင်မလားဗီလာတို့နိုင်မလားဗီလာနိုင်ဗီလာကအာဆင်နယ်ကိုကြော်တက်ပြီးတော့အာဆင်နယ်တို့ရဲ့ချန်ပီယံအိမ်မက်ကိုဒါဖျက်ဆီးပြစ်မှာဗျအာဆင်နယ်ကလည်းဒီလိုဖြစ်ခံမှာမဟုတ်အာဆင်နယ်လည်းတက်နိုင်တယ်လို့သူ့ရဲ့အိမ်ကွင်းမှာရက်အောင်ကန်မှာဗီလာကိုပြီးခဲ့တဲ့တစ်ခေါက်ကရှုံးထားတဲ့အတွက်ဒီတစ်ခေါက်မှာတော့ကျင်းသေးပါအောင်အာဆင်နယ်တို့ကြိတ်မှာဗျဒါကြောင့်ဒါကျွန်တော်ဒီနေ့ညမှာအာဆင်နယ်ဘော်ဒီကတော်တော်လေးအားကောင်းနေပေါကြီးတဲ့ရအာဆင်နယ်ကဒီပွဲမှာတစ်လုံး40ရှုံးဆိုတဲ့ခြေလက်မျိုးပေးထားတယ်ဂိုးပေါင်းကြီးတဲ့ဒါ3လုံး80နိုင်ဆိုတဲ့ခြေလက်မျိုးပေးထားတာကိုတွေ့ရတယ်ဗီလာသိန်းကတော့ဒီရာဒီဦးနာရဲ့အမီလက်ထက်မှာတော်တော်လေးကိုပုံစံကောင်းပြထားတယ်နောက်ဆုံးဆက်တပွဲဇက်တိုက်ကိုအနိုင်ရယူထားတယ်ဗျအာဆင်နယ်ကလည်းသူ့ရဲ့နီးပြအာရီဒါလက်အောက်မှာတော်တော်လေးကိုတောက်ပါတယ်အမှပေးစရာရဲ့အစစ်တစ်နေရာမှာဥဆောင်ထားတာတော်တော်လေးလဲကြာနေဘူးစီကိုဒါအစစ်နှစ်ဆိုတဲ့နေရာကိုဒါမဆင်းရသေးဘူးပေါ့နော်ဆိုတော့အာဆင်နယ်တို့အနေနဲ့ဒီနေ့မှလည်းဒါအစစ်တစ်နေရာကိုထိမ့်သိမ်းထားဖို့တော့ဒီပွဲကိုအဆောင်ကိုကြိုးစားလာမယ်လို့မြင်တယ်ဒီပွဲမှာတော့ဒါကျွန်တော်အာဆင်နယ်ကိုနည်းနည်းလေးတော့ကြိုက်မိတယ်ဒါပေမဲ့ပိုတေချာတဲ့ဒါရွေးချယ်မှုတစ်ခုရှိတယ်ဒါကတော့ဒါကျွန်တော်ဂိုးအောက်ကိုရွေးချယ်ပေးခြင်းတယ်ဘာကြောင့်လဲအာဆင်နယ်ရှေ့ပွဲတွေမှာဂိုးပေါ်ခဲ့ပွားပြီးဗီလာနောက်ဆုံးပွဲ6ပွဲဇက်တိုက်ဂိုးပေါ်တက်ခဲ့တယ်ဆိုတော့ဒီနေ့ပွဲဒါဗီလာတို့ဂိုးအောက်ဖို့ရာခိုင်နှုန်းတော်တော်လေးများနေပြီဒီပွဲမှာဒါကျင်းသေးပေါက်တစ်ခုဗီလာဂိုးအောက်လိမ့်မယ်အာဆင်နယ်1 စီးမဟုတ်2 စီးနဲ့ပဲနိုင်လိမ့်မယ်ဒါကျွန်တော်ဗီလာဂိုးမရဘူးလို့ကျွန်တော်တွက်ထားတယ်ဒါကြောင့်ဒါကျွန်တော်ဒီပွဲကိုတော့ဒါကျွန်တော်ဂိုးအောက်ကိုပဲရွေးချယ်ပေးခြင်းနဲ့ဂိုးအောက်ကတော့ညီကိုတို့အတွက်အဆင်ပြေဆုံးပွဲတင်တဲ့ပွဲဖြစ်လိမ့်မယ်လို့ဒါကျွန်တော်အနေနဲ့ခံမှန်းမိရဗျကဲညီကိုတွေအားလုံးဒါအာဆင်နယ်ဂိုးအောက်လုံးဝအပိုင်ပဲဗျာဒါကျင်းဒီပေါက်ကြိုက်တဲ့လောက်ကိုရိုက်လို့ရတယ်ဗျဒါနျူရီးယားအတွက်ဒါပတ်စံတောင်းကျင်နေဆိုရင်တော့ဒီပွဲကိုဒါညီကိုတို့ကြိတ်ချလိုက်တော့ကဲဆိုတော့မောင်ကလိုချင်တဲ့ညီကိုလေး Telegram လေးကို join ပေးထားပါကဲသုံးပွဲကောင်းကြည့်ချင်တဲ့ညီကိုတွေကကျွန်တော် YouTube မှာဒါသုံးပွဲကောင်းကျွန်တော်တင်ပေးမယ်ပေါ့နော်ကဲ YouTube ကိုဒါဘယ်လိုသွားကြည့်ရမလဲမသိတဲ့ညီကိုတွေကတော့ကျွန်တော်ရဲ့ bio ကဒါ Telegram နဲ့ဝင်လိုက်ကျွန်တော် Telegram ထဲမှာဒါကျွန်တော် channel ထဲမှာဒါကျွန်တော် YouTube link ချပေးထားတယ် subscribe လုပ်ပြီးတော့ညီကိုတို့ဒါကျွန်တော်သုံးပွဲကောင်းလေးတင်ပေးထားမယ်ဆိုတော့ညီကိုတို့အဆင်ပြေကြပါစေကဲနောက်ရက်တွေကြာလဲဒါကျွန်တော်ဒီလိုမျိုးပွဲစဉ်လေးတွေဒါရွေးချယ်ပြီးသွားမှာဖြစ်လို့ကျွန်တော်အကောင့်ကို follow မလုပ်ရသေးညီကိုတွေ follow လေးလုပ်ပေးထားကြဖို့ပြောချင်ပါတယ်ကဲ Arsenal ကိုအောင်ညီကိုတို့စိတ်ကြိုက်ရဲလို့ရပါတယ်ဗျကဲအားလုံးပဲဘိုင်ဘိုင်ပါ